မင်္ဂလာပါဒီနေ့ဂျန်ကပျက်စီးဆန်သားရေဆန်သားဆိုတဲ့ရောပြီး6သွင်းနေတဲ့သူတွေကျွန်တော်တို့စီခဏခဏထိထားတဲ့ဆန်သားရေအတွက်ကို hair care set ကောင်းလေးတစ်ခု review ပေးသွားရဖြစ်ပါတယ်အဲ့ဒါကတော့ဒီ G-Herb ဆိုတဲ့ hair care set လေးပေါ့နော်ဒီ set လေးကိုဂျန်3လ4လနဲ့အထက်ကတော့ရှိပြီဖြစ်တဲ့အတွက်ဒီနေ့ review ကလုံးဝ honest ဖြစ်မယ်ဆိုတဲ့ဟာတော့အားလုံးစိတ်ချရပါတယ်ဒီ G-Herb shampoo ကလက်ထဲကိုထည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အနက်တင်းတင်းရင်ရင်လေးနဲ့တကယ်ရင်ထဲမှာ fresh ဖြစ်သွားတဲ့ feeling မျိုးကိုခံစားရတယ်ခေါင်းမှာတင်ပြီးချော်လိုက်တဲ့အချိန်မှာလည်းတခြားရှမ်ပူတွေမတူဘဲနဲ့သူကပုတ်ကုတ်နေရတဲ့အချိန်မှာလေးလေးပြပြရှော့ရှော့ရှူရှူလေးနဲ့ဆန်သားတော့အားဖြစ်စေရဲ့အစီအနှစ်တွေအဟားတွေအများကြီးပါတယ်ဆိုတော့ texture အနေနဲ့ကိုခံစားလို့ရတယ်ကွာဒီချော်ချလိုက်တဲ့အချိန်မှာလည်းကိုယ့်ရဲ့ဆန်သားလေးကဝေလေးရှိပြီးတော့ချောချောဆူဆူလေးဖြစ်နေအောင်တွေ့ရတယ်ခေါင်းလျှော်ပြရင်ဂျန်က hair mask ဒါမှမဟုတ်လို့ရှိရင် conditioner တစ်ခုအများသုံးနေတယ်အထူးသဖြင့်ဂျန်တို့လိုပျက်စီးဆန်သားတွေသပင်ကိုစိတ်ခဏခဏထိထားရတဲ့သူဆိုလို့ရှိရင်ပိုပြီးတော့သုံးနေတယ်ကိုယ့်ရဲ့သပင်တွေကအမြဲတမ်းဖွာလန်နေရတယ်ရှုပ်ထွေးနေရတယ်ထိုင်ကြရရှင်ညှိရတယ်တဲ့အဲ့ hair mask သုံးထားပြီးတော့မှတော်ကကြတာဒီ hair mask ရဲ့အနံ့ကကြတော့ခုနရှမ်ပူတင်းနေရှင်နေဆိုတော့ပို့ပြီးတော့ရှင်တဲ့ဘက်ကိုသွားတယ်လက်နဲ့ကလော်လိုက်တဲ့အချိန်မှာနည်းနည်းခက်ခဲလေးနဲ့ cream ထိုက်လေးလို့ထင်ရပါမယ်တကယ်တမ်းသပင်ပေါ်တင်ကြည့်လိုက်တဲ့အခါကျတော့တော့ပျော်စင်းသွားပြီးတော့ဆန်သားရဲ့ကိုစိတ်ဝင်သွားရဲဆိုတဲ့ feeling မျိုးကိုခံစားရတယ်ကွာချောင်းစင်းနေမကြိုက်တဲ့သူဆိုလို့ရှိရင်တော့9မိနစ်ဝင်ကျလောက်ထားလို့ရတယ်ကျွန်တော်တို့သပင်အကောက်ဒါမှမဟုတ်အရန်ကက်ကက်စင်စင်မကြိုက်ဘဲနဲ့ပျော့ရုံလောက်ပဲကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့3မိနစ်လောက်ထားရင်ဝင်တော့မှာပါရေဆေးချပြီးရတယ်ကိုယ့်ရဲ့သပင်လေးကလုံးဝနူးညံ့ပျော့စင်းမျိုးရှင်းလင်းတော့တွေ့ရတယ်ကွာအဲ့ feeling ကိုကျန်တအားသဘောကျတယ်အားလုံးပြီးတော့လို့ရှိရင်တော့ဂျန်ကဒီ G-Herb ကပဲထုတ်ထားတဲ့ hair tonic လေးကိုမဆိုးမချောက်အနေထားလေးမှာသုံးနေဖြစ်တယ် hair tonic သုံးပေးခြင်းအားဖြင့်ကျွန်တော်သပင်ခဏခဏကျွတ်တက်တဲ့သူတွေသပင်ကျွတ်ထားတဲ့သူတွေဆိုလို့ရှိရင်ဥယျာဉ်ပြားရဲ့ take လေးမှာ baby hair စီအနေနဲ့ပြန်ပေါက်လာတော့တွေ့ရတယ်ပြီးတော့သူကဆန်သားအမြင့်တွေကိုပါခိုင်ခန့်လာစေရဖြစ်တဲ့အတွက်ကြောင့်မလို့သပင်ခဏခဏကျွတ်တက်တဲ့သူတွေသပင်ကျွတ်ထားတဲ့သူတွေဆိုလို့ရှိရင်တော့ဂျန် hair tonic လေးပါတွဲသုံးကြည့်ဖို့အတွက်အကြံပြုချင်တယ်အခုကြည့်နေတဲ့သူတွေထဲမှာလည်း gel လိုပဲသပင်ပြဿနာရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီ hair care set လေးကို try ကြည့်ဖို့အတွက်ကျွန်တော် review ပေးရင်းနဲ့ recommend လုပ်ပေးလိုက်ပါတယ်။ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့သူတွေအကုန်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်။နောက် vlogs တွေကြလို့ရှိရင်လည်းကြည့်ကြမယ်နော်။